ဝစီဘိတ်ဆိုတာကျင့်စကားမပြောတတ်တဲ့လူရဲ့အကျင့်ကိုလိုက်နာတာပဲဟုတ်ကလားမှန်ပါပါရဟန်းတွေကိုမြတ်စွာဘုရားအဲ့ဒီအကျင့်မကျင့်ရဘူးလို့ဆိုမုခပတ္တအကျင့်လို့ခေါ်တယ်မုခဆိုတာစကားမပြောတတ်တဲ့အဝတ္တဆိုတာခံယူထားတာအေးအလို့နေမယ်လို့ခံယူတာဝစီဘိတ်ပဲနော်မှန်ပါပါမြတ်စွာဘုရားဆုံးမတာဘယ်လိုဆုံးမတော့ဆိုရင်အေးနှစ်ယောက်ဆုံလို့ရှိရင်စကားပြောမယ်ဆိုတရားစကားပဲပြောမပြောဘူးဆိုလို့ရှိရင်တရားနှလုံးသွင်းပြီးနေလို့ဒီလိုပြောတာဒါမြတ်စွာဘုရားအဆုံးအမသို့တော့တခါတခါဝစီဘိတ်နဲ့ဆိုပြီးတော့အလိုအကျင့်မျိုးကျင့်တာတော့စာပေကျမ်းကမှာဝိနည်းတဲမှာဆိုရင်မြတ်စွာဘုရားကမကျင့်ရဘူးလို့ကိုတိုက်ရဲ့ယဟန်တွေကိုဒီတိတ်ခါကိုပြညတ်ထားတာရှိတယ်နော်မှန်ပါပါဗျာဘာလို့လဲဆိုရင်ယဟန်တော်တွေကသူတို့လူတွေထင်ကြီးအောင်ဘုမို့တဦးနဲ့တူညီညွတ်စကားမပြောရလို့ရှင်မပြောဘဲနေလို့ရှင်ရံမများဘူးပေါ့လေခုခေတ်ကလူစကားမပြောဘဲနေလိုက်တယ်နေလိုက်ရင်ရံမဖြစ်ဘူးပေါ့အဲဒါကြောင့်မို့လို့တဝါတွင်းလုံးအဲ့ဒီကိုတော်တွေဟာဝစီဘိတ်အကျင့်ကိုကျင့်ကြတယ်တဲ့ဝစီဘိတ်ကျင့်ပြီးတော့ဝါကျွတ်တော်ဘုရားစီရောက်တော့မြတ်စွာဘုရားမင်းတို့ညီညွတ်နေကြလားချမ်းချမ်းသာသာနေကြပါတယ်ဘုရားတဲ့ဒါဖြင့်ဘယ်လိုနေကြတာတော့ဆိုတပည့်တော်တို့ဟာတဲ့ဝစီဘိတ်ကျင့်ကြတယ်တပါးနဲ့တကားဘာစကားမှမပြောဘူးတဲ့တော်တယ်နော်ဩမင်းတို့ဟာလူရဲ့ဒီတဲ့လူရဲ့အကျင့်ကိုကျင့်ကြတာကိုလို့ဆိုပြီးတော့မြတ်စွာဘုရားကကဲ့ရှုတ်ချတယ်အဲ့ဒီဟာနေကဲ့ရှုတ်ချပြီးတော့မုခပတ္တအကျင့်ကိုမကျင့်ရဘူးလို့ဆိုပြီးတော့သိက္ခာပုဒ်ပြညတ်တာရှိတယ်